တမ်းပပင်နေရရောက်ရောက်အလွယ်တကူဖန်တီးလို့ရတဲ့မြမရိုးရာအရသာစစ်စစ်တို့ဟူးကြိုနီလေးကိုမျှဝေပေးလိုက်မယ်နော်။ပါဝင်ပစ္စည်းလေးတွေကပဲမုံနနွင်စားအနှဲငယ်နဲ့ရေအနှဲငယ်တို့ဘဲလိုပါတယ်နော်။အရင်ဆုံးပဲမုံကိုရေနဲ့အချိုးကျကျဖြော်ပေးရပါမယ်နော်။တို့ဟူးသားလေးနူးညံ့ချုံမွေ့နေဖို့အတွက်အဖက်လေးတွေမကြမ်းအောင်တည်တည်ချာချာလေးမှွေဖြော်ပေးရမယ်နော်။အခုကတော့စိတ်ရှိရမယ့်အချိန်မှာမီအေအေလေးနဲ့အိုးမကတ်အောင်အဖက်မဖြစ်အောင်ဖြည်းဖြည်းချင်းမှွေပေးနေရပါမယ်။မှွေပေးလေးတို့ဟူးသားဟာပို့ပြီးဆေးပိုင်းဝင်းပြောင်လာလေးမလို့ပါ။ဥယျာဉ်လေးပြည့်နစ်လာပြီဆိုရင်တော့ဘူးလေးတွေကိုဖြည်းဖြည်းချင်းလောင်းထည့်ပါ။အငွေတစ်ထောင်ထောင်နဲ့ဒုဟုပူပူလေးကိုအေးသွားတဲ့အထိအချိန်2နာရီလောက်စောင့်လိုက်ရင်နူးညံ့အိဆက်တဲ့အိမ်လုံးဒုဟုလေးရပါပြီရှင်။ဟုတ်ဆိုရင်တော့ဒုဟုလေးတို့ကိုလိုတလောက်လေးလှီးပြီးစီချက်မွေးမွေးလေးနဲ့ဒုဟုတုံမလားဒါမှမဟုတ်အပြင်ကကျွတ်အတွင်းကအေးတဲ့ဒုဟုကြော်လေးပဲစားမလားဘလို့ပဲစားစားကိုယ်တိုင်လှုပ်ထားတဲ့ဒုဟုလေးမို့ပို့ပြီးအရသာရှိနေမှာအသေးချပါပဲ။ဒီလိုတစ်လုံးလောက်မြည်စမ်းကြည့်လိုက်တာနဲ့တင်မြမပြည်ကိုလွမ်းတဲ့စိတ်တွေပြေပြောက်သွားမှာအသေးချပါပဲနော်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးဖြစ်ပါစေနော်